안녕하세요 여러분. 디니 여러분하고 칫대 멍대 소의 사장리 번호 달리리고 삐삐삐삐만 피바래. 네, 살레자야 시작할게요. 네, 우선이네 좋아해요. 나로 루라이디 바래 짜이대 번호. 네, 짜이대 더보자. 알루미늄이노. 네, 나로 그와 사랑해요. 칫대. 네, 달리디 바래 너 사랑해요. 살라니레마 미에 바노. 네, 칫대. 귀여워요. 또 자로 치포 강네, 치시야 강네. 나래 이엔 또 말해. 마음에 들어요. 또 자로 세타인 자래네 야래 더보 자래. 원래 듣고 더보 자래 세타인 자래. 그래서 이 마음에 들어요. 정이 가요. 정이 가요. 따용이ဖြစ်တာ 네,တဖြည်းဖြည်းနဲ့ 따용이 တွေ့သွားတယ်. 따용이 ဖြစ်သွားတယ်. 그래서 이 정이 가요. 싫어요. 다자로 맞자이다ဖြစ်သွားပြီပေါ့နော်. 게 맞자이တဲ့ဘက်ကပြောမယ်ဆိုရင်တော့ 싫어요. မကြိုက်ဘူး မနှစ်သက်ဘူး အဲ့ဒါမျိုးနော်. နောက် 미워요가ကြတော့ မုန်းတယ်ပေါ့နော်. သူကမကြိုက်တာလည်းရတယ်ပေါ့နော်. မကြိုက်ဘူး မုန်းတယ်နော်. သူမကြိုက်တာတက်ပို့ပြီးတော့နည်းနည်းပြင်းသွားတာပေါ့နော်. မကြိုက်တော့လုံးဝမလုပ်ချင်ဘူး မကြိုက်ဘူး ဒါမှမဟုတ်လူတစ်ယောက်မုန်းတယ်ဆိုတော့အဲ့ဒါဆိုရင် 미워요 အဲ့လိုပြောမှာပေါ့နော်.နောက် 얄미워요က ဆိုတော့မုန်းတာတက်ပို့ပြီးတော့နည်းနည်းပြင်းသွားတယ်ပေါ့နော်. သူကပြောပါလေအမြင်ကတ်တယ် အဲ့လိုမျိုးပုံစံတော့ပေါက်တာပေါ့နော်. အမြင်ကတ်တယ် မုန်းတယ်နဲ့စိတ်နာတယ်အဲ့လိုမျိုးပုံစံလေးနော်. နောက်ကြတော့ 마음에 안 들어요.သူကကြတော့သဘောမကျဘူးလို့ပြောတာပေါ့နော်. သဘောမကျဘူး စိတ်တိုင်းမကျဘူးနော်. အပေါ်မှာတော့က 마음에 들어요 နော်. အောက်မှာကြတော့ 마음에 안 들어요 သဘောမကျဘူး. နောက် 꼴도 보기 싫어요.ရုပ်တောင်မမြင်ချင်ဘူး. ဒီစာကြောင်းကတော့နည်းနည်းလေးတော့မကောင်းတဲ့ဘက်အရင်မကောင်းတဲ့ဘက်သွားတယ်ပေါ့နော်. တစ်ဖက်သားကိုတော့အဲ့လိုမျိုးတော့မပြောနဲ့ပေါ့. ဘာလို့ဆိုတော့ဒါကြီးကတိတ်မကောင်းဘူးနော်. ဒါပေမဲ့သူများကပြောလာတဲ့အခါမျိုးတနေရာမှာသုံးတာကိုမြင်တဲ့အခါကျရင်ကိုကသိအောင်လို့ထည့်ပေးထားတာ. ဟုတ်ပြီနော်. တိတ်တော့မပြောနဲ့ပေါ့. ဟုတ်ပြီနော်. ကဲဒါဆိုလို့ရှိရင်အစားလေးတစ်ခေါက်ပြန်ဖတ်ပြပါမယ်. 좋아해요. 사랑해요. 귀여워요. 마음에 들어요. 정이 가요. 싫어요. 미워요. 얄미워요. 마음에 안 들어요. 꼴도 보기 싫어요. 네, 그래서 이야기 좀 말해. 나도 영상을 좀 뒤봐미. 안녕.